ဗီဇာတက်တန်းတို့ဖို့ဆောင်ရွက်ဆောင်ရန်ကိစ္စတွေခေါင်းစားနေပြီလားတက်တန်းတို့ရမယ့်နေရာကလူတန်းရှည်ကြီးမှာညောင်းကိုက်နေအောင်ဆောင်ရင်ကိုယ်လဲကြဖို့မျှော်နေရပြီလားဗီဇာ extension ဆိုတာထိုင်းကိုကူးမလာတဲ့သူတွေ PR ဗီဇာဖြစ်စေဗီဇာ free 14ရက်နဲ့လာတာဖြစ်စေမဖြစ်မနေတစ်ချိန်လောက်တော့တိုးကြရပါတယ်တစ်ချိန်ထက်လဲပိုပြီးတိုးရပါတယ်အချိန်ကြာလဲနေမယ်ဗီဇာတွေရက်လွန်ပြီးစာအုပ်ထဲမှာ overstay record မပါခြင်းတော့ဒီလိုတက်တန်းတိုးတာမျိုးကိုလိုအပ်တာပါပဲအခုလိုမျိုးတက်တန်းတိုးတဲ့အခါမှာထိုင်းမှာ2နေရာရှိပါတယ်ပထမနေရာက ID Square လို့ခေါ်တဲ့နိုင်ငံသားတွေတိုးမပေါအောင်စီကားပြီးပထမဆုံးချိန်ဘန်ကောက်မှာဗီဇာ extension အတွက်လုပ်တော့မယ်ဆိုရင်အသွားအများဆုံးနေရာပါ ID Square ရဲ့3မှာထိုင်းရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့အပြင်ရုံးခွဲပုံစံမျိုးနဲ့တီးတန့်ကောင်တာတွေထားပြီး run ပေးပါတယ်အများအပြားမြန်မာတွေလည်းတွေ့ရတဲ့နေရာပါဒီလိုနေရာမျိုးမှာတက်တန်းတိုးမယ်ဆိုရင်ကိုယ်တိုင်ဆောင်ရွက်စာတမ်းတွေရင်းနှီးဖို့လိုသလိုဒေတာစီမံခန့်ခွဲတဲ့မှာချောချောမွေ့မွေ့ဖြစ်တတ်ပါတယ်မဟုတ်ရင်အချိန်ဆောင်ရတာကြာပြီးအကျိုးမထူတတ်ပါဘူးနောက်ထပ်ဒုတိယနေရာတစ်ခုကတော့ government complex လို့ခေါ်တဲ့ရုံးပေါင်းစုံကြီးပါပဲဒီမှာကတော့ဗီဇာနဲ့လာတဲ့မြန်မာတိုင်းဒီပါသွားဘူးလောက်မဲ့နေရာမို့လို့အထွေထူးပြောစရာလိုမယ်မထင်ပါဘူးဒီလိုဗီဇာတက်တန်းတိုးတဲ့နေရာတွေမှာဆောင်ရွက်စာတမ်းကိစ္စတွေကောင်းစားနေပြီလားတက်တန်းတိုးမဲ့နေရာကလူတန်းရှည်ကြီးမှာညောင်းကိုက်နေရရက်ဆောင်ရင်ကိုယ်အလဲကြောက်ကိုမျှော်နေရပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ after you service တွေကိုတတိယလိုက်ပါကျွန်တော်တို့ service လေးကအဲ့လိုမျိုးတက်တန်းတိုးဖို့အခက်အခဲဖြစ်တဲ့သူတွေကိုကိုယ်တိုင်ကိုကြဘယ်လိုတိုးရမလဲဘယ်နေရာမှာဘာဖောင်တွေကိုထုတ်ရမလဲဘာဆောင်ရွက်စာတမ်းတွေလိုမလဲဒါတွေတစ်ခုမှစီစဉ်စရာမလိုအောင်အကုန်သိချပြင်ဆင်ပေးပြီးကိုယ်တိုင်ကိုကြတက်တန်းတိုးဖို့လိုက်လံဆောင်ရွက်ပေးပါရယ်စားပြီးပေးပြီး PPO ပုံစံမျိုးမဟုတ်ဘဲတေချာဘေးကနေပြီးလိုအပ်တာအစားဆုံးလုပ်ပေးမှာမို့လို့တက်တန်းတိုးဖို့အပ်တယ်ဆိုရင်နည်းနည်းလေးတောင်စိတ်ရှုပ်စရာစိတ်ပူစရာမလိုပဲစာအုပ်ထဲမှာအဆင်ပြေပြေချောချောမွေ့မွေ့တက်တန်းရလာပါလိမ့်မယ်မနက်လာမနက်ပြန်တဲ့အချိန်ကုန်တက်တာပြီးဗီဇာကို walk in တိုးကျင်သူများအတွက်ဝန်ဆောင်ကတင်းတင်းနဲ့ဆောင်ရွက်ပေးမှာပါအတီဖြစ်စေမအတီဖြစ်စေ page ကိုစာပို့ပြီးမေးမြန်းလို့ရတယ်လို့ဝန်ဆောင်ကကိုလည်းစုံစမ်းနိုင်ပါ ರಿ ထောက်ခံစာအစုံယူ after you လေးကိုတတိယလိုက်ပါဗျ